သမရဦးသိန်းစိန်စစ်တိုင်းမှုဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ရှမ်းပြည်ရှေ့ပိုင်းတာချီလိတ်မြို့ပတ်ဝန်းကျင်တဝိုက်မြေယာပိုင်ဆိုင်ညှင်းပွားမှုတွေမှာ UWSA ကလက်နက်အားကိုးနဲ့အနိုင်ကျင့်ချင်းချောက်မှုတွေရှိနေတယ်လို့တာချီလိတ်မှာသတင်းသုံးနေတဲ့တန်ဃာတော်တွေကမိန့်လိုက်ပါတယ်။တာချီလိတ်မြို့မှာဖြစ်ပြနေတဲ့ဖြစ်ပျက်တစ်ခုကတော့ဗောနော်ဒီလက်နက်ကိုင်တောင်းကျမ်းသူတွေကနော်ဒီလွတ်တော်ကအတီးပြုတ်ထားတဲ့နော်ဓမ္မဥရခုတ်ထွင်ချင်းလင်းတဲ့ဥကိုဦးရာမီတွေကိုနော်လွတ်တော်ကနေပြီးမူလပိုင်ရှင်ထံဓမ္မဥရခုတ်ထွင်ချင်းလင်းတဲ့မူလပိုင်ရှင်ထံနော်ပြန်ပေးအကြံပြုလိုပါတယ်ပြန်ပေးတဲ့အပြင်ရော်ကြီးပါပေးရမယ်ဆိုတာဦးဇင်းတို့စာအုပ်ထဲမှာတွေ့ရှိရပါတယ်ဒီလက်ရှိတာချီလိတ်မှာဖြစ်ပျက်နေတဲ့ဌာနဆိုင်ရာတွေပေါ့နော်ဌာနဆိုင်ရာတွေအားလုံးရဲအဖွဲ့အစည်းပြည်သူလူထုအားကိုးနေတဲ့ရဲအဖွဲ့အစည်းစစ်တပ်အဖွဲ့အစည်းအာဏာပိုင်အဖွဲ့အစည်းတွေကပြည်သူလူထုဘက်ကကာကွယ်မှုမရှိဘဲနဲ့တပုံဘက်ကကာကွယ်ပြီးတော့နော်လှုပ်ဆောင်နေတယ်ဆိုတာဦးဇင်းတို့ကြားသိရတယ်ကြားသိရပြီးတော့ဦးဇင်းတို့တန်ဃာတုအနေနဲ့စိတ်မချမ်းသာလို့နော်တမ္ပတာကြီးကြီးကိုတောင်းဆိုရခြင်းဖြစ်ပါပြည်သူ့လွှတ်တော်ကဖွဲ့စည်းထားတဲ့လေယာမြေနဲ့အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ခွဲခုနှစ်ကတာချီလိတ်ကိုကွင်းဆင်းစုံစမ်းခဲ့ပြီးအစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ဒီအစီရင်ခံစာထဲမှာတာချီလိတ်ကမူလမြေပိုင်ရှင်တွေကိုပြန်ပေးဖို့ကြံပြုခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းတာချီလိတ်အခြေဆိုင်မြန်မာပြည်ဝနယ်ပြင်ပဆက်ဆံရေးဌာနရဲ့လက်နက်ကိုင်အဖွဲ့ကမူလမြေပိုင်ရှင်တွေကိုချင်းချောက်မှုအကြမ်းဖက်မှုတွေကိုစတင်လှုပ်ဆောင်လာပြီးအာဏာပိုင်တွေကိုတိုင်တန်းခဲ့ပေမဲ့လည်းတာဝန်ရှိသူတွေကိုယ်တိုင်ကကြောက်လန့်နေတယ်လို့ပြောဆိုပါတယ်ကျွန်တော်တာချီလိတ်ခရိုင်မှာတော့ဒီဦးရောဆန်ဆိုလို့ရှိရင်ကျွန်တော်တာချီလိတ်သမထလို့တောင်ဖြစ်နေပါတယ်ခင်ဗျာအဖွဲ့အစည်းပေါင်းစုံကအားလုံးကြောက်ပါတယ်ခင်ဗျာသူကျွန်တော်တို့ကအိမ်ရိုက်ဖျက်စဉ်အခါတုန်းကတက်တေကံရှိပါလေနဲ့လူ15ဦးခန့်ပေါ့နော်ပြောက်ဒီကျွန်တော်တို့တနက်တွေခါထိုးပြီးတော့လာပြီးဖြတ်သွားတာအဲ့ဒါကိုရဲစခန်းသွားတိုင်နေရဲကသူတို့သွားမဖမ်းရဲဘူးခင်ဗျာသူတို့ဝင်းဝါတော့မှမဝင်ရဲဘူးခင်ဗျာအဲ့လိုဖြစ်နေတာချီလိတ်မှာသမထပါခင်ဗျာသူကအဲ့လိုမျိုးကိုပြောချင်ပါတယ်ဌာနဆိုင်ရာအသီးကြောက်တယ်သူနာမည်ကြားတာနဲ့ကြောက်တယ်အဲ့ဒါဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောရတာလဲဆိုတော့သူ့မှာအခုမြေလူရက်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးဒီတာချီလိမ့်မှာပေါ့နော်မြေလူရက်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့သူမတရားတွေအများကြီးလုပ်ခဲ့ဘူးပါတယ်ခင်ဗျာလူတက်တောင်လူတော်မှတက်ခဲ့ဘူးပါတယ်ခင်ဗျာ2012ကလူအရှင်လက်ဖမ်းပြီးတော့ကျိုးနဲ့တုပ်ရိုက်ပြီးဟိုက်ထဲမှာရိုက်ပါတယ်ခင်ဗျာကြော်မျိုးအောင်ဆိုတာဒီထဲမှာရိုက်သွားတာပါအဲ့ဒါလည်းကျွန်တော်တို့နိုင်ငံအသီးဒါဟိုတဲထဲမှာပါပြီးသားပါခင်ဗျာအဲ့လိုမျိုးတွေအရှင်လက်မြေမြုပ်ပြေးလိုက်ကွာဆိုကားပေါ်တင်ပြီးတော့ပေါက်သူနဲ့ကားပေါ်တင်ပေးတဲ့ရဲတွေကတောင်းမှတိုးရှုပ်ပြီးခေါ်သွားလို့လွတ်မြောက်သွားတယ်လူအခုချိန်ကြီးရှိပါတယ်ခင်ဗျအဲ့လိုမျိုးဖြစ်ရတယ်ပေါ့နော်အဲ့ဒီလူက2012ထဲမှာကျွန်တော်တို့တောခိုသွားတယ်လို့ဆိုပြီးတော့မှအခုပြန်ပေါ်လာတယ်ခင်ဗျမခိုးပါဘူးခင်ဗျသူမျိုးထဲမှာပဲရှိနေရပါဌာနဆိုင်ရာအကုန်လုံးသူတို့ကြောက်ပါတယ်ရှမ်းပြည်ရှေ့ပိုင်းထိုင်းနယ်စပ်နဲ့ထိစပ်နေတဲ့တာချီလိတ်ဟာစစ်အစိုးရလက်ထက်မှာမှောင်ခိုစီးပွားရေးနဲ့မူရစ်ဆေးထုတ်လုပ်ဖြန့်ချီမှုတွေနဲ့ကြော်ကြားခဲ့ပြီးသမရဦးသိန်းစိန်လက်ထက်မှာတော့တာချီလိတ်ရဲ့မြေတရီကဟာအနည်းဆုံးထိုင်းဘတ်ငွေ350ဈေးပေါက်တာကြောင့်လက်နက်အားကိုနဲ့မြေယာလူမှုတွေပေါ်လာခဲ့ပါတယ်။ဟုတ်ပါတယ်။တရီကဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါလေးကိုကွန်ကရစ်တိုင်ဆွဆွကျိုးနဲ့ကျွန်တော်တို့ကာယံလိုက်တာပေါ့ဒီလမ်းမကြီးဒီနှစ်ဖက်ကို2014ဒီဘက်နှစ်မှာဇန်နဝါရီပေါ့2014ဇန်နဝါရီလ2ရက်ညနေ4နာရီခွဲမှာနော်အကျန်းဘက်သနက်ကင်လူတစုပေါ့နော်အင်အား20လောက်ပါတယ်ဆိုတာ4ဝီကာ2စီးနဲ့အတင်းအဓမ္မပေါ့ဒီခြံဝင်းတကောက်ကိုဖျက်ဆီးပြီးတော့ခဲဝင်ရောက်လာပြီးတော့ခြံဆောင်ကောင်လေး4-5ယောက်ကိုမင်းတို့ဖတ်သွားမင်းတို့အကုန်လုံးတပ်ပြစ်မယ်ဘာညာနဲ့ရှင်းလျှောက်ပြီးတော့ကောင်လေးတဲ့ဟမ်ဘုံ3လုံးကိုလည်းယူသွားပြီးတော့လွတ်ပစ်သွားခဲ့တယ်ဒီကကွန်ကရစ်တိုင်တွေခြံစည်းရိုးတိုင်တွေဝင်းတကားတွေကိုအကုန်လုံးဖျက်ဆီးပြီးတော့ပြန်ပြီးတော့ထွက်သွားပါတယ်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ကချက်ချင်းသက်ဆိုင်ရာရဲတို့စာဖတို့ဖုံးဆက်တဲ့အတွက်သူတို့လည်းရောက်ရှိလာကြပါတယ်ကျွန်တော်တို့လည်းတစ်ဆက်တည်းပဲချက်ချင်းစစ်ပြီးတော့ခြေချအဖွဲ့ဒါစီလက်ကိုတွားရောက်ပြီးတော့သတင်းပို့တိုင်တန်းခဲ့ပါတယ်အမှန်တကယ်ဆိုတော့တရားဥပဒေစိုးမိုးမှုအောက်မှာအားလုံးလက်နက်ကိုင်အဖွဲ့ဒီပဲဖြစ်ဖြစ်တရားဥပဒေစိုးမိုးအောက်မှာရှိတာအကောင်းဆုံးပေါ့တရားဥပဒေရဲ့အထက်မှာဒီလူမျိုးမကြည့်သေးရဘူးဆိုတဲ့ဒီကားလေးကလည်းအမှန်လှပါတယ်အမှန်ကောင်းပါတယ်အဲ့တော့ဘယ်လက်နက်ကိုင်အဖွဲ့ဒီပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်တရားဥပဒေပေါင်းတွေကငြိမ်းချမ်းစွာဖြေရှင်းတာအကောင်းဆုံးပဲဒီလိုမဲစရိုက်ဆန်ဆန်လောက်သွားတာမျိုးကြီးကတော့ဘယ်သူမှလည်းလက်သင့်ခံနိုင်မှာမဟုတ်ပါဘူးအဲ့တော့ဌာနဆိုင်ရာအဖွဲ့အစည်းတွေကလည်းဒါကိုသိနဲ့ဒါလေးကိုတော့ရေးတည်ဆောင်ရွက်ပေးဖို့တော့လိုအပ်တယ်လို့ကျွန်တော်မြင်ပါတယ်
တရားဥပဒေစိုးမိုးမှုလုံးဝစိတ်သုံးနေတဲ့တာချီလိတ်ဟာလက်နက်ကင်အဖွဲ့တွေရဲ့ထင်ရဆိုင်မှုအောက်ပြပြဝတ်နေစေဖြစ်ပြီးဒေသခံပြည်သူတွေအနေနဲ့မလုံခြုံမှုကိုဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ပြောဆိုပါတယ်